sticker လောက်တာလေးတွေခစ်စားနေတော့တခါတည်းကိုယ့်ရဲ့ဆိုင်အတွက်အကျိုးရှိတဲ့ sticker လေးတူလုပ်ရအောင်အရန်ကိုလွယ်ပါတယ်Gemini AI မှာကိုယ့်ရဲ့ပုံနဲ့ကိုယ့်ရဲ့ product ပုံလေးကိုတွဲပြီးတော့ဒီလိုမျိုးစာလေးနဲ့ပို့လိုက်ပါစာကတော့ကိုလိုချင်တဲ့ပုံစံအတိုင်းရေးပေးလို့ရပါတယ်သူလုပ်ပြီးတော့ကိုပြန်ပြင်ချင်ရင်လည်းအတိအကျပြောပြီးတော့ပြင်ခိုင်းလို့ရပါတယ်စာကတော့ကိုအများဆုံးပြောဖြစ်တဲ့စကားလေးတွေနဲ့ထပ်လုပ်ထားပုံလေးတွေရပြီဆိုရင် gallery ထဲရောက်သွားမှာပေါ့နော်ဒါကတော့ InShot နဲ့ sticker တစ်ခုချင်းဖြတ်ပြမှာပါ InShot software တွေက photo ထဲဝင်ပြီးတော့ဒီပုံလေးကိုယူလိုက်တယ်ယူပြီးသွားရင်ကိုလိုချင်တဲ့ဒီ sticker အဝိုင်းလေးစီကိုတွားလိုက်ပါတယ်အောက်ဆုံးတန်းထဲက mask ဆိုတဲ့နေရာမှာအဝိုင်းလေးကိုရွေးလိုက်ပါတယ်မဆာကဇွန်းချက်ထားတဲ့ပုံဖြစ်တာကြောင့်အဝိုင်းကိုအဆင်ပြေသည့်အထိညီအောင်လိုက်ပြီးတော့ညှိရပါတယ်ညီပြီးဆိုရင်အမှန်ချစ်လေးကိုနှိပ်လိုက်ပါပြီးရင်အောက်ဆုံးတန်းက canvas ထဲမှာ background ဆိုတဲ့နေရာကိုသွားပြီးတော့ခုများပြထားတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဆိုရင် background ဖြောက်ပြီးသွားပါပြီဒါဆိုရင်တော့ညာဘက်အပေါ်ကများလေးနှိပ်ပြီးပုံကိုဆေးလိုက်လို့ရပါပြီမဆာက back နဲ့ပဲပြန်သွားပြီးတဲ့အခါကျတော့ undo များလေးကိုတောက်လျှောက်နှိပ်လိုက်ပြီးတော့ပုံပြန်ခေါ်လိုက်ပါတယ်အများဆုံးလုပ်တဲ့နည်းလေးပေါ့နော်ပြီးရင်နောက်ထပ် sticker အဝိုင်းလေးတစ်ခုကိုရွေးတယ် mask နဲ့ပဲအဝိုင်းလေးကိုနေရာစနစ်တကျချတယ်တေချာလေးတိတိကျကျချပြီးပြီဆိုရင် canvas ထဲမှာ background ဆိုတဲ့နေရာမှာဖြောက်လိုက်တယ်ပေါ့နော်ဒါဆိုရင် sticker လေးရပါပြီပြီးရင်အမှန်ချစ်ပြီးတော့ save လိုက်ပါမယ် save ပြီးရင်ပြန်မထွက်သွားပဲနဲ့လေဘက်နဲ့ပဲပြန်သွားပြီးတော့ undo နဲ့ပဲပြန်ခေါ်လိုက်တာဒါတော့မသစားအလွယ်ဆုံးနဲ့အမြန်ဆုံးလုပ်တဲ့နည်းပေါ့နော်ကဲအဲ့ဒီနည်းလေးနဲ့ပဲ sticker လေးတစ်ဝိုင်းပြီးတစ်ဝိုင်းအခုဖြတ်ထုတ်ပါမယ်တကယ်တော့ဒါကတော့လုပ်တဲ့နည်းတွေအများကြီးရှိပါတယ်တခြားသော photo edit software တွေနဲ့လည်းလုပ်လို့တော့ရပါတယ်ဘက်နဲ့မသွားတတ်တဲ့သူအတွက်အစကနေပြန်ပြီးတော့ဓာတ်ပုံကိုရွေးပြီးတော့လည်းတစ်ဝိုင်းချင်းစီဖြတ်ထုတ်လို့ရပါတယ်အခုဆိုရင် gallery ထဲမှာဒီအဝိုင်းလေးတွေရောက်သွားတာကိုပြတာပါအခုကတော့ Fiverr ကိုသွားပါမယ် sticker အတန်းလေးရဲ့နောက်ဆုံးကအပေါင်းလေးကိုနှိပ်ပါပြီးရင် create sticker လေးကိုနှိပ်ပါပြီးရင်တော့ကိုယ့်ရဲ့ online shop နာမည်ပဲပေးဒီ welcome လို့ပေါ့နော် greeting လို့ပါတော့ကိုနှုတ်ဆက်တာဘယ်လိုပဲဖြစ်ပေါ့နော်အဲ့ဒါလေးတွေပေးပြီးတော့ကိုဖန်တီးပါတော့မယ်အပေါင်းလေးကိုနှိပ်မယ် gallery ထဲကိုဝင်သွားပြီးတော့ခုနကတော့နောက်ခံဖြောက်ထားတဲ့ sticker လေးတွေကိုယူလိုက်ပါမယ်ပြီးရင် save နှိပ်လိုက်မယ်ပြီးအဲ့လိုနဲ့ကိုလိုချင်တဲ့တပုံယူပါမယ်ကိုစိတ်ကြိုက်အားလုံးလုပ်ပြီးပြီဆိုရင်တော့ create back နှိပ်ပြီးတော့ save လုပ်လို့ရသွားပါပြီဒါကတော့မသစာလှုပ်ထားတဲ့ sticker လေးတွေပါမသိတဲ့နေရာလေးလည်းမေးလို့ရပါတယ်เนาะကျေးဇူးပါ